ကျွန်တော်တို့ပြန်လာတဲ့အချိန်မှာခံရသည်ဖြစ်စေမခံရသည်ဖြစ်စေဒါကိုတာပုံလေးတွေကိုကျွန်တော်အစစ်စစ်ပြတယ်ကျွန်တော်ဥမာကျွန်တော်အတက်ကျွတ်သွားတယ်သူကငုတ်တားကြရင်အတက်ကကျွတ်သွားတာရှိကျွတ်သွားရင်ဒါမျိုးအတက်တွေကိုကျွန်တော်ကထုံးလေးလူစားတဲ့ထုံးလေးဒါအုံပြီးလိုက်ုံနဲ့ဒါရတယ်ရှက်ဘက်ကကိုကောင်းကြီးဘလောက်စောင့်ရတော့ဆိုကျွန်တော်အဲ့ဒီထုံးအောင်ပေးပြီးတော့အဲ့ဒီကြားတဲ့21ရက်အတွင်းဘယ်ကျက်နဲ့မှလွတ်မခုစီ21ရက်အတွင်းပြီးသွားတယ်တော့နည်းမားသွားတလကျော်ဆိုတော့ပိုးစိတ်ချတယ်နော်ကျွန်တော်ဒါပေမဲ့21ရက်အတွင်းဆိုရပါပြီနော်ဒီကနောက်ပြီးတော့ကြက်တွေကျွန်တော်အတက်နဲ့ခုတ်ခံရလို့ဒီမှာသွေးတွေပါထွက်တယ်မို့လားဘာမှမလုံးနဲ့ကျွန်တော်အထုံးနဲ့ပဲတို့ထားလိုက်ထုံးကအတက်ဆွေးတွေပါတွေလုံးဝမဖြစ်ဘူးပြီးတော့ကြက်တွေပါမျက်နှာတွေပါရောင်းနေရမို့လားကျွန်တော်တို့ကြက်ပူနာနာထိုးပြီးကြက်တွေရောင်းပြီးတော့အတက်ဆွေးတယ်ပြီးတော့သွေးတို့ခဲတာဖြစ်တော့နော်ကျွန်တော်ပြောချင်တာအဲ့ဒါနော်နောက်ပြီးတော့အခုတိုက်ပြန်လာတဲ့ကြက်တွေဆိုရင်အချွဲပေါ့နော်ညောင်ဝင်လို့အချွဲလေးဖြစ်တာတို့နောက်ပြီးတော့လယ်လေးခံလာလို့အချွဲဖြစ်တယ်အချွဲဖြစ်ရင်ကျွန်တော်တို့ဆေးလေးထိုးရမှာဒီဆေးလေးထိုးပြီးဒီဆေးပုံလေးနဲ့ဆေးကြက်ကောင်ကအချွဲထားရင်ဒါလေးလုပ်ပြီးနော်တန်းပြောင်းနေနော်ဥပမာကျွန်တော်တို့ကြက်အမိုက်ဆိုတော့နှုတ်သီးဆွဲတဲ့အတွက်အာချက်တွေပါလေဒီတောင်းနေတာအာချက်ဖြစ်တယ်အာချက်ဖြစ်ရင်ကျွန်တော်ဒီဆေးလေးလုံးပြီးဂျိုးရလာတဲ့ဆေးလေးအဖိုးကြီးပုံလေးနဲ့အာချက်ဆေးလို့ပြောပြီးတော့ဝယ်လို့ရတယ်နော်အဲ့လေးလေးပြီးကျွန်တော်တပတ်ချက်ကဗျာပြိုင်ဘက်မှာကျွန်တော်ပွေးလေးကတ်လာတယ်ကျွန်တော်ပွေးလေးတက်ချင်တယ်ပွေးကူးမှကြောက်လို့ဒီဆေးလေးကောင်းပါဒါကတော့ကျွန်တော်တို့ကျွန်တော်သုံးတဲ့ဆေးတွေကိုကျွန်တော်ညွှန်ပြပေးတာညီကိုတွေကြိုက်တဲ့ဆိုရင်တခါတည်းဆေးတာပုံတွေပါလာတဲ့တောင်မှကျွန်တော်ကပုံမရှိဘူးဗျတခါတည်းကြပြတာဒါပွေးဆေးပဲဟာကိုကောင်းကြီးကျွန်တော်တို့နေကူးဗျာကြက်တွေအညောင်းကြလဲပြေးသွားအောင်နောက်အကက်ခဲလေးပျောက်စင်းနဲ့ရောထိုးခြင်းတယ်နေကူးဆေးလေးဆိုကျွန်တော်တို့ဒီ ATR နဲ့ supervisor ဒါနေကူးတော့ ATR နဲ့ supervisor အဲ့ဒါလေးကျွန်တော်တွဲလို့ပြပြီးတော့ကိုကောင်းကြီးစေးထိုးရင်ဘလိုရလေးနဲ့ထိုးရလဲမေးတယ်ဒီကိုကျွန်တော်တို့ဒီ 1cc ဆိုင်မှာ 1cc အဲ့လိုဝယ်လိုက်ရတယ် 1cc အဲ့ဒီလိုလေးထိုးရမယ့်နေရာကိုကောင်းကြီးတောင်ပန်တွေထိုးရတာလားပေါင်တွေထိုးရတာလားဘယ်တွေထိုးရလဲမဟုတ်ပါဘူးလေကုတ်တွေထိုးလို့လားကျွန်တော်ကတော့လေကုတ်ကိုတော့ထိုးလို့ရတယ်ကျွန်တော်မထိုးပေါင်ထိုးလို့ရတယ်ကျွန်တော်မထိုးကျွန်တော်ထိုးတဲ့နေရာလေးကဒီပေါင်ရဲ့အထက်အသားများတဲ့နေရာဒီပေါင်ရဲ့အထက်ဒီနာလေးကိုကျွန်တော်ထိုးမှာနော်ပေါင်ရဲ့အထက်ဒီနာလေးကိုကျွန်တော်တို့ထိုးမှာနော်ဒါကကျွန်တော်ထိုးတဲ့ပုံစံလေးပါနော်ဒါကိုကောင်းရင်စေးထိုးတဲ့နေရာလေးကျွန်တော်တို့မသိဘူးဘာကနော်လေးပြောပြပါဆိုရင်အခုကျွန်တော်လက်ထောက်တာနေရာလေး